ကျွန်တော်အခုမွတ်စလင်ကြောက်ပြောမယ်နော်ဒါပေမဲ့ကျွန်တော်မွတ်စလင်တွေကိုချစ်တယ်ဘာဖြစ်လို့လဲဆိုတော့လူမျိုးနဲ့မဆိုင်ဘူးဒါလူမှုရေးနဲ့ချစ်တာမွတ်စလင်ကိုနော်တချို့မွတ်စလင်တွေ၄၅ဘာသာစကားပြောလို့ရတယ်တော်တော်လေးစားစရာကောင်းတယ်နော်ဒါပေမဲ့သူတို့ကမွတ်စလင်ကလားစကားတွေမြန်မာစကားတွေထိုင်းစကားတွေတခါကျအင်္ဂလိပ်စကားတွေသူတို့တော်တော်များများပြောနိုင်တယ်တချို့မွတ်စလင်တွေကဆက်ဆိုင်လည်းကောင်းတယ်လူမှုရေးလည်းကောင်းတယ်နော်ဒါမှအခုကျွန်တော်ပြောမဲ့မွတ်စလင်ကရခိုင်ပြည်မှာစစ်တပ်လိုကြလုံနေတဲ့နော်ရခိုင်ပြည်မှာအေးအလိုမရှိလို့ဆန္ဒပြနေတဲ့မွတ်စလင်တွေဒါပေမဲ့စစ်တပ်ပဲဒါစစ်တပ်ပဲခိုင်းထားလာတော့မသိဘူးပေါ့နော်ဒါပေမဲ့ဒီဆန္ဒပြတာတော့ဒါစစ်တပ်လိုကြလုံတယ်လို့ပဲထင်တယ်မရောက်လိုက်အလိုကြလို့ထင်တယ်ခိုင်ပြည်မှာမွတ်စလင်နေတာဒါဘာသာနဲ့မဆိုင်ဘူးနော်ခင်ဗျားတို့ကျွန်တော်ပြောတာနော်ဒါခင်ဗျားတို့ဗုဒ္ဓဘာသာမှာလည်းကောင်းသူရှိတယ်လို့မကောင်းတဲ့လူလည်းရှိတယ်နော်ဒါမအလားမေလို့ဆိုရင်လေဒါဗုဒ္ဓဘာသာပဲဒါပေမဲ့မကောင်းရင်မကောင်းဘူးပဲကျွန်တော်တို့ကဒါဘာသာနဲ့မဆိုင်ဘူးဒါမကောင်းတဲ့จิตစာရိတနဲ့ဆိုင်တာကျွန်တော်တို့ကလူမျိုးဆွဲပုဂ္ဂိုလ်ဆွဲဘာသာဆွဲနဲ့ပြောတာမဟုတ်ဘူးနော်ဒါပေမဲ့ခင်ဗျားတို့ကဒါဘာဖြစ်လို့ဆိုတော့အဲ့ဒီလိုမရှိလို့ခင်ဗျားတို့ပြောနေတဲ့လူတွေကလေဒါမင်းအောင်လိုက်အလိုကြလောက်တာဒါဘာသာနဲ့မဆိုင်ရင်နော်ဒါဒီရိုဟင်ဂျာလူမျိုးတို့သတ်ဖြတ်မှုဟာသတ်တာမဟုတ်ဘူးဒါခင်ဗျားတို့သိဖို့လိုတာနော်ဒါစစ်တပ်ခရိုနီတွေနော်ဒီမအလာအုပ်စုတွေခင်ဗျားတို့လူမျိုးတို့သတ်ဖြတ်တာမအလာအုပ်စုတွေလှိုင်းသိကြည့်လို့မလှပဲဖြစ်နေလို့နော်ကျွန်တော်နဲ့ခင်တဲ့မွတ်စလင်တွေတအားကျွန်တော်လေးစားတယ်ဘာဖြစ်လို့သိလားတော်တော်လူမှုရေးမြင့်မားတယ်တွေးခေါ်အိုင်ကျူတွေတအားမြင့်တယ်နော်စကားပြောဆိုတွေတအားကြီးလေးစားဖို့ကောင်းတယ်ခင်ဗျားတို့လက်ကြမှာနော်ဘယ်နေရာကြောက်ကြားခေါ်လာမဲ့လူတွေမသိဘူးခင်ဗျားတို့ကလေဒီအဲ့ဒါကြောင့်လို့ခင်ဗျားတို့မအလာဘောမနေတာနော်ခင်ဗျားတို့စေစားဖို့ခြေတန်နေပြီကျွန်တော်တို့ကနွေးနွေးထွေးထွေးစီစီလိုချစ်ကေပဲနေကြရအောင်နော်ဟိုလူမလို့ဘူးဒီလူမလို့ဘူးမလုံနဲ့နော်ကျွန်တော်တို့ကလည်းခင်ဗျားတို့ချစ်တယ်နော်ဒါပေမဲ့ကျွန်တော်တို့တိုက်နေတာကျွန်တော်တို့ဒီနွေဦးတော်လှန်ရေးတိုက်နေတာလေဒီကျပ်ဖက်မအလာကိုတိုက်နေတာအဲ့ဒီမအလာခင်ဗျားတို့ဘာသာရေးနဲ့ပြောမဲ့ဆိုရင်အဲ့ဒီမအလာဗုဒ္ဓဘာသာလူမျိုးပဲနော်ကျွန်တော်တို့ဘာသာတွေဘာတွေတိုက်နေတာမဟုတ်ဘူးနော်ကျွန်တော်တို့တိုက်နေတာခင်ဗျားတို့အကုန်လုံးမြန်မာနိုင်ငံမှာရှိတဲ့နော်ကချင်ကရင်မော်ရခိုင်ရှန်ကရအကုန်လုံးခင်ဗျားတို့လည်းပါတယ်မွတ်စလင်လည်းပါတယ်ကိုလိုစီစီလိုချစ်ကေနဲ့နေလို့ရအောင်နော်ဘာသာဆိုပုဂ္ဂိုလ်ဆိုလူမျိုးဆိုနဲ့ပြောတာမဟုတ်ဘူးနော်ခင်ဗျားတို့ဆင်ချင်လို့ရအောင်မကြိုက်ဘူးနော် PDA ဒီမှာလည်းမွတ်စလင်တွေပါတာပဲနော်တအားလေးစားဖို့ကောင်းတာနော်ကျွန်တော်တို့တွေလေမြေပြင်ထိသိနေတဲ့လူတွေခင်ဗျားတို့အဲ့လိုမျိုးမလုံနဲ့မကြိုက်ဘူးကျွန်တော်ခင်ဗျားတို့ဒါမဲအောက်လိုင်းနဲ့တူတူဖြစ်နေတာနော်အဲ့ဒါကျော်လို့ခင်ဗျားတို့ဒါစေတနာနဲ့ပြောတာနော်နောက်ထပ်တစ်စောင်းမတက်လာနဲ့ဒါကျွန်တော်တို့ကတော့လက်မခံဘူးနော်ကျွန်တော်တို့ပြောတာဘာသာနဲ့မဆိုင်ဘူးနော်ဒါကျွန်တော်တို့တိုက်နေတာမအလာကိုမအလာဆိုတာဗုဒ္ဓဘာသာလူမျိုးပဲနော်အဲ့ဒါဆိုတော့ခင်ဗျားတို့အစောရောက်ပြီးစကားကိုစကနိုင်မ